ကဖြည့်ပေးနေရဆိုတော့ဝန်းရတော့ အေးလို့ဝင်းမနဲ့တော့ဝမ်းတာရမှာစုတောင်းပေးဝမ်းတာရမှာစုတောင်းပေးရမှာကဲဆိုင်ငယ်စီးတဲ့ပုံလောက်လာအောင်ရိုက်လာအောင်ဆိုပါတော့ ပြပါ ဟောတပုံရိုက်လို့ တိုင်းမဲရိုက်တာ ဒီဘက်ကိုလာမှာလေ ဘက်ကဒီဝမ်းတာလုံးဟုတ်လားရိုက်လိုက်ပြီခင်ဗျာ မပြောတော့ဘူးလားမသိချက်က တော်နုံကတော့သူကပြောထားဘူးစာပွင့်နဲ့တမန်မမီးတို့ရောင်းတယ်လို့သူတို့လို့အဲ့ဒါရိုက်နေတယ်နောက်ကိုဖြည်းဖြည်းနည်းနည်းချင်းပေးရတယ်လို့မညို့တို့တော့အဲ့လိုဝယ်ထားတယ်လို့ပြောတာသူကအမေအိမ်ရောက်လို့ရှိရင်တဲ့တမီးအမျိုးသားကိုပြောပြီးအမေကဟိုစူပါကကတိုက်တာဆိုတော့မစီတော့နဲ့တဲ့မစီတော့နဲ့ဆိုအမေတမီးဝယ်ပေးမယ်တဲ့အဲ့လိုတော့ပြောထားတာရှိတယ်စိတ်ထဲမှာတော့မရင်ပါဘူးဟာတယ်မရ ရမယ်လို့လည်းမထင်ထားဘူးလား မထင်ထားသေးဘူးကြီးအဲ့လို ဝယ်ပေးမယ်ဆိုတော့တိကျတယ်ဟောပြောမစလို့နော် ဒီလို ကမကအမဖုံးတုံးရင်းနဲ့အလူလုံးကပုံနဲ့ကဲနာသူ့ရပုံတော့သူတို့ပြပြရတယ်ဒီမှာမသူ့ရပုံရောကမအမြင်ရှိတော့လည်း အမလေးတစ်ခေါက်လား ဓာတ်ပုံ